လုံးမင်္ဂလာပါရှင် Knowledge Universe YouTube Channel လေးကနေကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာတော့နေ့စဉ်လူမှုဆက်ဆံရေးတွေမှာအတွေ့ရများတဲ့လူတစ်ယောက်ရဲ့စိတ်ကိုလှည့်စားပြီးအသုံးချတတ်တဲ့ gaslighter ဆိုတာဘာလဲ။ gaslighting လုပ်ခန့်နေရပြီလားဆိုတာဘယ်လိုသိနိုင်လဲ။ကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဒီ channel လေးကအကျိုးရှိစေတဲ့ဆိုရင်တော့ like and subscribe လုပ်ပြီး support ပေးခြင်းရင်တော့ဗီဒီယိုလေးတွေကို VPN ခံကြည့်ပြီးအားပေးနိုင်ပါတယ်ရှင်။ gaslighting ဆိုတာဘာလဲ။ gaslighting ဆိုတဲ့စကားလုံးက1938မှာစတင်ခဲ့တဲ့ gaslight ဆိုတဲ့ပြဇာတ်ကနေစတင်ခဲ့တာပါ။1944မှာ gaslight ဆိုတဲ့ drama thriller ဇာတ်ကားအနေနဲ့ထွက်လာပြီး gaslighting ဆိုတာအိုက်ကနေဆင်းသက်လာတဲ့စကားဖြစ်ပါတယ်။ဒီစကားထဲမှာဆိုရင်ကိုတိလက်ရောက်ကျူးလွန်တဲ့အကျင့်ရှိတဲ့ယောက်ျားတစ်ယောက်ကအိမ်မှာ gas နဲ့ထွန်းတဲ့မီးလင်းရောင်တွေကိုမှိန်လိုက်နင်းလိုက်လုပ်ပါတယ်။အိမ်ကပစ္စည်းတွေကိုဇနီးမသိအောင်နေရာတွေလွှဲထားပြီးတမင်စိတ်ဝေဝါးစေအောင်လုပ်ပါတယ်။အလင်းညာတွေပြောပြီးဇနီးဖြစ်သူကိုတော့စိတ်ချောက်ရှားပြီးအမြင်မှားနေတယ်လို့ထင်အောင်တဖြည်းဖြည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားရစေပြီးစိတ်ပုံမှန်မဟုတ်တဲ့သူဖြစ်သူကိုယ်သူထင်မြင်လာအောင်လုပ်ပါတယ်။ယောက်ျားဖြစ်သူကမိန်းမဖြစ်သူရဲ့စိတ်ကိုကြိုးကင်ပြီးမိန်းမအနေနဲ့သူကိုယ်သူစိတ်ရောဂါရှိနေတယ်လို့ထင်အောင်လိမ်လည်လှည့်စားခဲ့တာပါ။လူရှင်အားပေးခြင်းတဲ့သင်ခန်းစာကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လှည့်စားတာတွေနဲ့ကြိုးကင်ချဲလဲတဲ့ပုံစံတွေကိုသိပြီးလူတိုင်းကိုကာကွယ်နိုင်မှုရှောင်ရှားနိုင်စေဖို့ပါ။ gaslighting ဆိုတာတစုံတစ်ယောက်ကိုသူ့ရဲ့ကိုယ်ပိုင်တွေးမြင်တွေစိတ်ခံစားချက်တွေနဲ့လက်တွေ့အဖြစ်မှန်တွေကိုသံသယဖြစ်လာအောင်အမှားကိုအမှန်ဖြစ်အောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာလှည့်စားတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။သင်ရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့လူတွေကသင်ရဲ့စိတ်ခံစားချက်တွေအတွေ့အကြုံနဲ့အတွေးခေါ်အမှန်တွေကိုတကယ်အမှန်မဟုတ်ဘူးလို့ကိုတန်တရားဝင်အောင်မှားယွင်းအောင်လုပ်တာကိုကြုံမှုရဲဆိုရင်အဲ့ဒါကို gaslighting လုပ်တယ်လို့ခေါ်ပါတယ်။လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေတဲ့ပြုမှုဖြစ်ပြီးကိုဘလို့လှည့်စားပြီးအသုံးချနိုင်လဲဆိုတာတွေကိုသိထားမယ်ဆိုရင်ကိုကာကွယ်နိုင်မှာပါ။ gaslighter တွေကမင်းကဘာပဲလုပ်ဘာပဲတွေ့မင်းကိုမယုံကြည်အောင်အမှန်တွေကိုအမှားဖြစ်အောင်ထင်အောင်ထင်မှားဖြစ်အောင်ဖန်တီးပါတယ်။အဲ့လိုထင်အောင်ထင်မှားဖြစ်အောင်ဖန်တီးတာအောင်မြင်ပြီဆိုရင်သူပြောတာမှအမှန်ပဲလို့တွေးအောင်စကလုံးတွေနဲ့တင်သွင်းပြီးသူ့ရဲ့ထိန်ချုံမှုအောက်မှာရှိနေအောင်လုပ်ပြီးသူတို့လိုချင်တဲ့အရာတွေအတွက်ကိုယ့်ကိုအသုံးချတတ်တဲ့သူတွေပါ။ gaslighter တွေကတစ်ဖက်သူကိုဘလို့နည်းတွေနဲ့လွှမ်းမိုးပြီးချုပ်ကင်လဲ gaslighter မှန်ဘလို့သိနိုင်လဲ relationship တွေအနေနဲ့မိဘနဲ့သားသမီးဆက်ဆံရေးချစ်သူရည်စားဆက်ဆံရေးနဲ့အိမ်အောင်ရေးတွေနိုင်ငံရေးနယ်ပယ်တွေလုပ်ငန်းဝင်နေရာတွေဒေသစဉ်ဘဝလူမှုဆက်ဆံရေးစတဲ့နေရာတွေမှာ gaslighter တွေကတစ်ဖက်ကသူလိုချင်တဲ့ပုံစံဖြစ်ဖို့သူလိုချင်တဲ့အရာရဖို့အကြမ်းနည်းနဲ့ဖြစ်ဖြစ်အနုနည်းနဲ့ဖြစ်ဖြစ်တစ်ဖက်သူရဲ့စိတ်ကိုချဲလဲခြင်းတဲ့အခါ gaslighting လုပ်တာတွေကိုတွေ့နိုင်ပါတယ်gaslighting လုပ်တဲ့လူတွေမှာဒီလိုအချက်တွေကိုတွေ့ရပါတယ်။ gaslighter တွေကသူ့ကြောင့်တစ်ဖက်လူစိတ်မကောင်းဖြစ်ပြီးအပြစ်ရှိရခံစားရအောင်လုပ်တတ်ပါတယ်။ဥပမာကိုကတစ်ဖက်လူအကူအညီလိုရင်အမြဲကူညီပေးခဲ့တယ်။ဒါမဲ့သူထပ်ပြီးအကူအညီတောင်းတဲ့ကိစ္စကကို့မှာလည်းအခက်အခဲရှိတဲ့အတွက်ကူညီလို့အဆင်မပြေတဲ့အကြောင်းပြောလိုက်တယ်။အဲ့ဒီအခါတစ်ခါလေးမကူညီနိုင်တာကိုအကြောင်းပြပြီးကို့လူများရှိမှလျှို့ရှုပြီးစကားမပြောတော့ဘူး။ကို့မရှိတဲ့သူလိုမျိုးဆက်ဆံနေတခါလေးမကူညီနိုင်တဲ့အရာအတွက်အရင်တော့ကကူညီပေးခဲ့တာတွေကိုထဲမတွက်ပဲကိုယ့်ဘက်ကအမြင်အာဏာစိတ်ဖြစ်ပြီးသူ့အရေးချေကြည့်နေရတဲ့အခြေအနေမျိုးဖြစ်အောင်လုပ်တတ်ပါတယ်။ဒါဆိုကိုယ်စိတ်ကိုလှည့်စားပြီးခံစားရအောင် gaslighting လုပ်နေတယ်ဆိုတာကိုသိရပါမယ်။ gaslighter တွေကတစ်ဖက်သူကိုလှည့်စားလို့လွယ်အောင်အမှန်နဲ့အမှားတွေကိုရောပြောတတ်ပါတယ်။မှန်တဲ့စကားတွေရောမှားတဲ့စကားတွေရောပြောပြီးသူတို့ကပေါ်တင်လိမ့်ပါတယ်။အဲ့ခါအလိန်ခံရတဲ့သူတွေကအချက်လက်တွေမှာဘယ်ဟာအမှန်ဘယ်ဟာမှားဆိုတာဝေခွဲမရဖြစ်သွားပါတယ်။ကြာတော့သင်ကိုယ်တိုင်ကလည်းသူတို့ရဲ့အလင်းညာတွေကိုလည်းအမှန်တွေလားမသိဘူးဆိုပြီးတွေးဝေလာပါတယ်။အဲ့ဒီအခါအမှန်တွေပြောတဲ့ကိုတောင်ငါပြောနေတာတွေဟုတ်မှဟုတ်ပါမလားဆိုပြီးတန်တရားဝင်ယုံမှုခက်လာပြီးဒီ gaslighter တွေရဲ့လှည့်ကွက်ထဲကိုရောက်သွားပါတယ်။ gaslighter တွေက victim လို့လည်းပြုမှုတတ်ပါတယ်။သူတို့ကပဲတစ်ဖက်သူကိုနစ်နာအောင်နာကျင်အောင်လည်းလုပ်ပါတယ်။ပြီးရင်နစ်နာသူလိုလှည့်စားခံရတဲ့မတရားခံရတဲ့သူလိုပုံစံမျိုးဟန်ဆောင်ပြီးတစ်ဖက်မှန်နေတဲ့သူကိုအမှားဖြစ်အောင်လှည့်စားတတ်ကြပါတယ်။သွေးထိုးစကားပြောပြီးသင်နဲ့တင့်ပတ်ဝန်းကျင်ကမိတ်ဆွေတငယ်ချင်းကောင်းတွေနဲ့ဝေးကွာအောင်လုပ်တတ်ကြပါတယ်။ gaslighter တွေကသင်မိတ်ဆွေတငယ်ချင်းကောင်းတွေဒီသားစုကနေသင်ကိုဖယ်ထုတ်ချင်ကြပါတယ်။မင်းတငယ်ချင်းတွေကမင်းတို့ကောင်းတဲ့သူတွေမဟုတ်ဘူး။နောက်ွယ်ကြရင်ဘလို့တွေပြောပြီးမကောင်းကြံနေတာ။မိဘတွေကမင်းကိုတကယ်မချစ်ဘူး။သူတို့ရဲ့ဘလို့လုပ်ရက်ကမင်းကိုထိခိုက်စေအောင်တမင်လုပ်တာ။သူတို့ကမင်းကိုအမြဲတမ်းထိခိုက်စေမှာဆိုတာတွေကိုခဏပြောပါတယ်။မင်းနာမှာယုံကြည်အားထားနိုင်တဲ့သူတွေမရှိအောင်လုပ်ပြီးသူ့ကိုယ်ပဲယုံကြည်စေပြီးသူပြောသမျှကိုအမှန်လို့လက်ခံပြီးချုပ်ကန်ချင်းလဲခြင်းရတာပါ
ကိုယ်အားနဲ့အောင်လုပ်ပြီးကိုယ်ဆုံးဖြတ်ချက်အမှန်တွေကိုအမှားဖြစ်အောင်တန်တရားဝင်အောင်လဲလုပ်ကြပါတယ်။ Gaslighter တွေကသင်ရဲ့ဆုံးဖြတ်ချက်နဲ့လုံနိုင်စွမ်းတွေကိုအမြဲတမ်းဝေဖန်ပြီးယုံကြည်မှုနဲ့အောင်လုပ်တတ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ကိုကအမှန်ပြောရင်လဲသူကိုယ်တိုင်ကလည်းတတွေ့အမှန်တရားကိုမသိဘူး။ဒါပေမဲ့မင်းပြောနေတာတွေကိုဟုတ်ရောဟုတ်လို့လား။ဒါကိုမင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ခုခုဖြစ်ရင်မင်းတေချာပေါက်အာမခံရဲလို့လားမင်းဒီလိုဆုံးဖြတ်တာမှားနေတယ်မင်းကဘာမှမသိဘူးငါပြောတာမှအမှန်ဆိုပြီးဝေဖန်ပါတယ်ဒီလိုစကားတွေကြောင့်ကိုယုံကြည်မှုနေလာပြီးကိုပြောနေတဲ့အမှန်တွေကိုတန်တရားဝင်လာပြီးစိုးရိမ်လွန်တဲ့စိတ်တွေဖြစ်နေရင် Gaslighter တွေရဲ့အလိညာလှည့်ကွက်ထဲဝင်သွားမှာပါ Gaslighter တွေကသူတို့ရဲ့အမှားတွေကိုကိုယ့်ပေါ်ပုံချတတ်တဲ့အပြုအမူကိုမကြက်ခဏသုံးတတ်ပါတယ်သူတို့ရဲ့အမှားတွေကိုကိုယ့်ပေါ်ပုံချပြီးကိုအပြစ်ရှိသလိုခံစားရအောင်လုပ်တတ်ပါတယ်အမှန်တကယ်တော့သူတို့ကိုယ်တိုင်ပြဿနာဖြစ်အောင်လုပ်ခဲ့ပြီးမှမင်းကြောင့်ငါဒီလိုဖြစ်ရတာမင်းမကောင်းလို့ငါဘွားပြစ်တာဆိုပြီးသူကခေါင်းရှောင်သွားတာမျိုးတွေရှိပါတယ်ဒါကိုမသိပဲကိုကကြောက်ပြီးငြိမ်ခံနေကိုမကာကွယ်နိုင်ရင် Gaslighter ပုံချတဲ့အမှားတွေကိုဘွားနဲ့ယဉ်ပြီးပြစ်ဆက်ရတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်လူရည်လေကိုကာကွယ်ဖို့အရန်ရေးကြည့်ပါတယ်သမီးစားဆက်ဆံရေးတွေအိမ်အောင်ရေးတွေမှာ Gaslighting လုပ်တာကဆက်ဆံရေးတစ်ခုမှာတစ်ဖက်လူရဲ့စိတ်ပိုင်းဆိုင်ရာကိုထိန်းချုပ်ဖို့သူတို့အမားကိုဝန်ခံစရာမလိုအောင်တာဝန်ယူစရာမလိုအောင်ခေါင်းရှောင်ဖို့တစ်ချိန်တည်းမှာမင်းကိုစိတ်ရှုပ်ထွေးစေပြီးသူတို့မှားတာကိုဖုံးထားခြင်းနဲ့ဆန္ဒတွေကြောင့်လုပ်တတ်ကြပါတယ်သူတို့တွေ Gaslighting လုပ်တတ်တဲ့ပုံစံတွေကတော့သူတို့မှားခဲ့ဖြစ်ခဲ့တဲ့အရာတွေကိုညှင်းဆန်တာမျိုးဥပမာပြောရရင်သူတို့အမှားလုပ်ခဲ့တာကိုမင်းကသိသွားတဲ့အခါမှာငါအဲ့လိုမလုပ်ခဲ့ဘူးမင်းမှားနေတာမင်းကအမြင်လူတိုင်းကိုကိုယ့်လိုတွေးပြီးရှောက်ထင်နေတာမင်းအဲ့လိုတွေးတာငါတကယ်စိတ်မကောင်းဘူးလို့ဟန်ဆောင်ပြောပြီးမင်းကိုမင်းတန်တရားဝင်အောင်လုပ်ပြီးသူ့အမှားကိုဖုံးကွယ်ဖို့အတွက်ကို့အမှားဖြစ်အောင်လုပ်တတ်ပါတယ်နောက်ပြီးမင်းရဲ့စိတ်ခံစားချက်တွေကိုအလေးမထားပဲအသေးဖွဲလို့ပြောတာဥပမာပြောရမယ်ဆိုရင်မင်းကိုစိတ်တော့ကရောက်အောင်လုပ်ပြီးရင်မင်းစိတ်ဆိုးတာဝမ်းနေတာတွေကိုဂရုမစိုက်ဖဲမင်းကလည်းအသေးဖွဲကိစ္စကိုကြီးကြီးကျယ်ကျယ်ဖြစ်အောင်ပုံကြီးချဲ့နေတာအရေးမပါတာကိုအရာပေးပြီးရှောက်တွေးနေတာလို့ပြောပြီးမင်းရဲ့အတွေးနဲ့ခံစားချက်တွေမှားတယ်လို့ခံစားသွားအောင်လဲဖန်တီးတတ်ပါတယ်နောက်ထပ်ကတော့မင်းကိုပဲအပြစ်ပြန်တင်တာဥပမာသူတို့မှားတာကိုမင်းထောက်ပြရင်မင်းညောင်မငါဒီလိုဖြစ်ရတာမင်းကငါ့ကိုဒီလိုလုပ်အောင်တွန်းအားပေးခဲ့တာမင်းကငါ့ကိုမယုံဘူးဆိုတော့ငါဒီလိုတွေလုပ်ရလို့ဒါတွေဖြစ်သွားတာသူတို့အမှားကိုမင်းညောင်လို့ပြောပြီးမင်းကိုမင်းအပြစ်ရှိတယ်လို့ခံစားသွားအောင်လုပ်ပြီးအပြစ်ကိုပြန်လွှဲချတာတွေရှိပါတယ်နောက်ထပ်ပုံစံကတော့မင်းကိုယူတယ်လို့ခံစားသွားရအောင်ပြောတာပါဥပမာပြောရရင်မင်းကအမြဲအတွေးလွန်နေတာမင်းကယူနေတာပဲဘသူကအဲ့လိုတွေးမှလဲမင်းကဒီလောက်ထိအတွေးလွန်နေတာပုံမှန်မဟုတ်ဘူးလို့ပြောပြီးဒါကမင်းရဲ့အတွေးကိုယုံကြည်မှုမရှိအောင်လုပ်ပြီးသူတို့အမှားကိုဖုံးထားဖို့ကြိုးစားတာတွေကြုံရတတ်ပါတယ်အပြစ်မရှိသလိုဟန်ဆောင်တာငါကမင်းကိုဘယ်တော့မှထိခိုက်အောင်မလုပ်ခဲ့ဘူးမင်းကပဲငါ့ကိုနားမလဲတာငါကမင်းတို့ပဲအကောင်းဆုံးလုပ်နေတာမင်းကငါ့ကိုအထင်မှားနေတာဒီလိုတွေပြောပြီးသူတို့အပြစ်ကင်းတဲ့လူလိုလုပ်ပြပြီးမင်းဘက်ကတော့အပြစ်ကင်းတဲ့သူ့ကိုမှားပြီးအပြစ်တင်မိတယ်ဆိုပြီးခံစားသွားရအောင်လုပ်တတ်ပါတယ်နောက်ထပ်ပုံစံကတော့တခြားသူတွေကိုဆွဲထည့်ပြီးပြောတာငါတငယ်ချင်းတွေတော့မင်းကဒီလိုအမြဲလျှောက်တွေးလွန်းတယ်လို့ပြောတယ်ဘသူမှဒါကိုပြဿနာလို့မမြင်ဘူးမင်းကပဲထူးထူးဆန်းဆန်းလျှောက်တွေးနေတာလို့ပြောပြီးဒါကမင်းကိုအထီးကျန်တယ်လို့ခံစားသွားရအောင်လုပ်ပြီးသူတို့အမှားကိုဖုံးကွယ်ဖို့လုပ်တတ်ကြပါတယ်ဒီလိုအပြုအမူတွေက relationship တစ်ခုမှာရေရှည်ယုံကြည်မှုကိုပျက်စီးစေပြီးတစ်ဖက်လူရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်ပါတယ်ကိုက gaslighting လုပ်ခံနေရလားဆိုတာကိုသိနိုင်တဲ့ခံစားချက်များကိုရဲ့မှတ်ဉာဏ်ခံစားချက်နဲ့အတွေးတွေကိုမယုံတော့ဘူးငါစဉ်းစားတာမှန်ရဲ့လားငါအတွေးလွန်နေတာလားလို့ခဏတွေးမိပြီးကိုတန်တရားဝင်လာတာမျိုးတွေခံစားရပါတယ်ဘာအမှန်လဲဘာအမှားလဲခွဲခြားရခက်လာမယ်သူတို့ပြောတာကိုယုံရမလားငါအတွေးတွေကပဲအမြဲမှားနေတာလားလို့စိတ်ရှုပ်ထွေးပြီးကိုယုံကြည်ချက်ကင်းမဲ့သွားတာမျိုးတွေဖြစ်လာပါတယ်သူတို့မှားတာကိုထောက်ပြခြင်းပေမဲ့ပြန်ပြီးမင်းကိုပဲအပြစ်တင်လို့ဒီပြဿနာတွေကတကယ်ပဲငါကြောင့်ပဲဒီလိုဖြစ်တာလားလို့အပြစ်ရှိတယ်လို့ခံစားရစေပါတယ်သူတို့ကစိတ်ဆိုးသွားမှလားသူတို့ပြောမှကိုကြောက်ပြီးအမြဲတတိထားနေရတယ်မင်းရဲ့စကားတခွန်းလုံးရက်တစ်ခုကပြဿနာဖြစ်မလားဆိုပြီးစိုးရိမ်ပူပန်မှုများလာပြီးစိတ်ပူနေရတတ်ပါတယ်သူတို့ကမင်းကပဲဒီလိုထူးထူးဆန်းဆန်းတွေးတာဘယ်သူမှထားကိုပြဿနာလို့မထင်ဘူးလို့ပြောတတ်တာမို့မင်းတယောက်တည်းမှားနေတယ်လို့ခံစားရပြီးအထီးကျန်တယ်လို့ခံစားရပါတယ်ကိုမယုံကြည်နိုင်တော့ပဲမိကွန်းတွေထုံမိနေမယ်စိတ်အခြေအနေကတစ်ချိန်လုံးဆက်ထိမခံဖြစ်ပြီးအလွယ်တကူစိတ်ရှုပ်ထွေးနေမယ်ဆုံးဖြတ်ချက်ချဖို့ခက်ခဲမယ်လုပ်ရမယ့်အလုပ်တာဝန်တွေပြင်းပြောင်းအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ကိုတန်တရားဝင်လာမယ်အကြောင်းရင်းမရှိပဲစိတ်ပင်ပန်းနေမယ်ညှော်လင်းချက်ကင်းမဲ့နေတယ်လို့ခံစားရမယ်ကိုမှမဟုတ်ပေမဲ့လည်းတောင်းပန်ရတာကိုအကျင့်ဖြစ်နေမယ်အဆရှိတာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့် gaslighting က relationship တွေမှာလည်းသတိမထားမိတာပဲဖြစ်ဖြစ်
တမင်ရွယ်ပြီးပဲဖြစ်ဆက်ဆံရေးတွေကိုပျက်စီးစေပြီး unhealthy relationship တစ်ခုကိုဖြစ်လာစေပါတယ်။ gaslighting လုပ်လို့ရှိတဲ့သူတွေဟာလိမ်လည်တာတွေဟန်ဆောင်ကောင်းပြပြီးနောက်ွယ်မှာမကောင်းပြောဆိုတာတွေအခက်အခဲရှိလို့ရင်ဖွင့်တဲ့အခါစကားလမ်းကြောင်းလွှဲတာတွေအရေးမကြီးသလိုတုံ့ပြန်ပြီးကိုယ့်အခက်အခဲတွေကိုပုံကြီးချဲ့ပြောနေသလိုခံစားရအောင်လုပ်တာတွေတစ်ဖက်သူကိုအပြစ်ပုံချတာတွေစကားကိုအပြော့နည်းနဲ့အချိုသက်ပြောဆိုပြီး gaslighting လုပ်တာကိုဖုံးကွယ်တာတွေအစရှိတဲ့နည်းလမ်းတွေနဲ့တစ်ဖက်သားကိုစိတ်ထန်ရရစေပါတယ်ကိုယ်တိုင်လည်းသတိမထားမိပဲတစ်ဖက်သူကို gaslighting လုပ်မိတဲ့အခြေအနေတွေရှိနိုင်ပါတယ်ကိုယ့်ကို gaslighting လုပ်ရင်မကြိုက်တဲ့လူမျိုးကိုကလည်းတစ်ဖက်သူစိတ်ပိုင်းဆိုင်ရာမထိကြိုက်အောင်မနစ်နာအောင်အထူးသတိထားရှောင်ရပါမယ်ကိုယ်တိုင်လည်းအမှားလုပ်မိရင်ကို gaslighting လုပ်မိတဲ့သူကိုလုပ်ရက်တွေနဲ့ပတ်သက်ပြီးကိုအမှားတွေကိုတောင်းပန်ပြီးအားပေးသင့်ပါတယ် gaslighter ရန်ကနေဘယ်လိုကာကွယ်နိုင်လဲ gaslighting လုပ်ခံရတဲ့အခါအရေးကြီးဆုံးကတော့ကိုယုံကြည်မှုပြန်ရလာအောင်ကြိုးစားဖို့လိုအပ်ပါတယ်ဒီလိုကြိုးစားတဲ့အခါအချိန်တစ်ခုနဲ့ကိုကူညီဖေးမပေးတဲ့မိသားစုတငယ်ချင်းယုံကြည်ရတဲ့သူတွေကျွမ်းကျင်တဲ့စိတ်ကျန်းမာရေးဆိုင်ရာ professional တွေရဲ့အကူအညီထောက်ပံ့တွေလိုအပ်ပါတယ်။သင်ကို gaslighting လုပ်ဖို့ကြိုးစားတဲ့သူနဲ့ဆုံတဲ့အခါကြိုတင်ကာကွယ်နိုင်ဖို့ကိုခံစားချက်နဲ့အတွေးကိုယုံကြည်ပါ gaslighter တွေကကိုမှတ်ဉာဏ်ခံစားချက်အမှန်တွေကိုတန်တရားဝင်အောင်လုပ်တတ်ပါတယ်။ဒါကြောင့်ကိုဘက်ကသာအချက်လက်တွေတကယ်မှန်နဲ့သိကြရဲဆိုရင်ငါပြောတာတွေကလုံနေတာတွေကမှမှားဘူး gaslighter တွေကငါ့ကိုလှည့်စားနေတာလို့ကိုအမြဲတမ်းပေးပါသူတို့ပြောတာကိုအလွယ်တကူလက်မခံမဲကိုသိထားတာကိုယုံပြီးအသေးစိတ်အချက်လက်ကြနဲ့ကိုယုံကြည်မှုအပြည့်နဲ့ပြန်ဖြေရှင်းပါသူတို့ရဲ့လုပ်ရက်တွေကိုမှတ်တမ်းတင်ထားပါသူတို့ပြောတာတွေလုပ်တာတွေကိုမှတ်စုရေးထားတာစာတွေအတန်ဖမ်းပြီးအတန်ဖိုင်တွေတင်ထားတာမျိုးတွေကကိုကာကွယ်ဖို့အကူအညီဖြစ်စေပါတယ်သူတို့လုပ်ခဲ့ပြောခဲ့တဲ့အမှားတွေကိုအဲ့ဒီလိုမလုပ်ခဲ့ပါဘူးမဖြစ်ခဲ့ပါဘူးလို့ပြောင်းရင်းကိုမှရှိတဲ့မှတ်တမ်းတွေနဲ့သက်သေပြလို့ရပါတယ်သူတို့ရဲ့ပုံစံကိုသိထားပါ gaslighter တွေကမင်းကိုအပြစ်တင်တာမင်းခံစားချက်ကိုအသေးဖွဲလို့ပြောတာချီးကျူးပြီးတာနဲ့ဝေဖန်တာမျိုးတွေလုပ်တတ်ပါတယ်တစ်ဖက်လူရဲ့အမှန်ကိုအမှားလို့တန်တရားဝင်အောင်ညီမျိုးသုံးလှည့်စားတဲ့ဒီလိုပုံစံတွေကိုသိချသတိထားလေ့လာရင်သူတို့ရဲ့စကားကိုအလွယ်တကူလက်မခံတော့ပါဘူးဒါဆိုတစ်ဖက်သူ gaslighting လုပ်တာကိုမခံရတော့ပါဘူးကိုဘက်ကလည်းမဟုတ်ဘူးလို့ပြောတတ်ဖို့ညှင်းတတ်ဖို့လေ့ကျင့်ပါသူတို့ရဲ့ထင်အောင်ထင်မှားဖြစ်အောင်လုပ်တဲ့စကားတွေကိုနားမယောင်မိပဲသူတို့ပြောတာတွေကမဟုတ်တဲ့အကြောင်းကိုတီငင်နဲ့ပြန်ပြောပြီးမင်းရဲ့အတွေးကမှန်ကန်နေဆိုတာပြန်ပြောပြီးခုခံကာကွယ်ဖို့မကြောက်ပါနဲ့စိတ်ခံစားချက်ကိုထိမ့်ပါ gaslighter တွေကမင်းကိုစိတ်တူအောင်စိတ်ရှုပ်အောင်လုပ်ပြီးအခွင့်အရေးယူတတ်ပါတယ်သူတို့ပြောတာတွေပေါ်ခံစားပြီးစိတ်ရှုပ်ထွေးပြီးစိတ်လိုက်မှန်မှမလုပ်ပါနဲ့ခံပြင်းစိတ်နဲ့စိတ်လိုက်မှန်မှလုပ်ရင်သူ့မှားကနေကို့အမှားဖြစ်ပြီးပိုဆိုးစေပါတယ်စိတ်အေးထားပြီးလိုအပ်ရင်ခဏနာပြီးစိတ်တည်ငြိမ်သွားမှအချက်ကြလက်ကြနဲ့ပြန်ချေပါယုံကြည်ရတဲ့သူတွေနဲ့တိုင်ပင်ပြီးလိုအပ်ရင်အကူအညီတောင်းပါတငယ်ချင်းကောင်ချစ်ရတဲ့မိသားစုယုံကြည်ရတဲ့သူတယောက်ယောက်ကိုမင်းဘာတွေကြုံတွေ့ခံစားနေရလဲရင်ဖွင့်ပါသူတို့ကမတူညီတဲ့ရှုထောင့်ကနေတွေးပေးပြီးကိုခံစားနေရတာတွေတတ်အောင်လိုအပ်တာတွေအကြံပေးနိုင်ပါတယ် gaslighting ကမင်းစိတ်ကိုအများကြီးထိခိုက်စေတယ်ဆိုရင်စိတ်ပညာရှင်အကြံပေးတယောက်ယောက်နဲ့တိုင်ပင်ပါသူတို့ကမင်းကိုယုံကြည်မှုပြန်တည်ဆောက်ဖို့စိတ်ဖိစီးမှုပြောက်ဖို့လမ်းပြပြီးကူညီပေးနိုင်ပါတယ်စိတ်တစ်ခုသတ်မှတ်ပါသူတို့ကမင်းကိုထိခိုက်အောင်ပြောလာရင်ဒီလိုပြောတာငါလက်မခံနိုင်ဘူးဆိုတာကိုလက်မခံနိုင်တဲ့အကြောင်းရင်းနဲ့အတူအစတွေကပွင့်ပွင့်လင်းလင်းပြောထားပါမင်းဘက်ကဘလို့ပုံစံနဲ့ပြောဆိုတာတွေကိုလက်ခံနိုင်နဲ့လက်မခံနိုင်ဘူးဆိုတာသတ်မှတ်ပြီး gaslighting လုပ်မဲ့သူကအလွယ်တကူမချင်းကပ်နိုင်အောင်ဆင်ခြင်နိုင်အောင်ဟန်တာပါကိုရဲ့အခုလိုပုံကိုမကြိုက်လို့ကိုနဲ့ဝေးနေရင်လဲ gaslighting လုပ်မဲ့သူကကိုနားမှမရှိတော့တဲ့အတွက်ကိုကာကွယ်ရရောက်ပါတယ်ဒီဆက်ဆံရေးကနေရုံထွက်ဖို့ကြိုးစားပါတခါတလေ gaslighter ကကိုမိသားစုဝင်တွေကဖြစ်နေရင်ရုံထွက်ဖို့မလွယ်ပါဘူးအဲ့ကြရင်မယုံထွက်နိုင်သေးခင်မှာတော့သူတို့ပြောသမျှကိုကသတိထားပြီးသူကကို gaslighting လုပ်နေတယ်ဆိုတာသိထားပြီးတစ်ဖက်သူကဘလောက်ပဲလုပ်ကိုဘက်ကလက်မခံဘူးလျှို့လျှူရှိနေမယ်ဆိုရင်ကိုမထိခိုက်စေပါဘူးဒီလိုနဲ့ကိုဘွားကိုယက်တည်နိုင်မှုတယောက်တည်းနေနိုင်မှုကြိုးစားရင်ရုံထွက်နိုင်ပြီဆိုရင်အဝေးကနေပဲသားသမီးဝတ်တရားကြည့်ဖို့အောင်မောင်နှမတာဝန်ကြည့်ဖို့အောင်ထောက်ပံ့ကူညီပါကိုကတစ်တလုံးမယုံထွက်နိုင်မယ်စိတ်ဆင်းရဲခံပြီးနေမယ်ဆိုရင်တကယ်လို့ gaslighting ကဆက်ဖြစ်နေပြီပြောင်းလဲဖို့လဲသူတို့ဘက်ကကြိုးစားမှုမရှိဘူးဆိုရင်ဒီ relationship ကမင်းအတွက်စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေပြီးဘာကောင်းကျိုးမှမရှိနိုင်ဘူးဆိုတာသိထားရပါမယ် gaslighting ကြောင့်စိတ်ဖိစီးမှုတွေကိုယုံကြည်မှုနည်းလာတာတွေစိတ်ကြယောဂတွေထိဖြစ်လာနိုင်ပါတယ်ကိုဘွားကိုစိတ်ချမ်းသာမှုအတွက်တယောက်တည်းကြိုးစားရင် gaslighting လုပ်တဲ့လူတွေနာကနေထွက်သွားဖို့ဆုံးဖြတ်တာကအကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်
တစ်ဖက်လူရဲ့စိတ်ကိုကြိုးကင်ချင်လေဖို့လှည့်စားပြီးသူတို့လိုချင်တဲ့အရာရဖို့အသုံးချတတ်တဲ့ gaslighting လုပ်တဲ့ technique တွေအပြင်တခြား technique နည်းလမ်းတွေလည်းအများကြီးရှိပါတယ်ဒီလိုနည်းလမ်းတွေကိုသိပြီးကိုကာကွယ်နိုင်မှုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်comment လေးမှာမှန်းခဲ့ပေးပါအောင်နော်ဗီဒီယိုလေးတွေဖန်တီးပြီးအသေးစိတ်မျှဝေပေးပါမယ်ရှင်ဒီ channel လေးကအကျိုးရှိစေတယ်ဆိုရင် like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်အပတ်စဉ်တိုင်းဗီဒီယိုအသစ်လေးတင်သိနိုင်မှုအတွက်ရိုတီခေါင်းလောင်းလေးကိုနှိပ်ထားလို့ရပါတယ်အခုလိုအချိန်ပေးပြီးနားထောင်ပေးတဲ့လူတိုင်းအားလုံးကျေးဇူးတင်ပါတယ်ရှင်